အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော် English grammar use စာအုပ်အပြရောင်ထဲမှာပါတဲ့ unit 35ကိုရှင်းပြမှာဖြစ်ပါတယ် unit 35မှာတော့ I'm better နဲ့ is time ဆိုတဲ့အကြောင်းနှစ်ခုသင်ထားတယ်ပေါ့နော်အဲ့နှစ်ခုထဲမှာကျွန်တော်ဒါကိုတော့အဓိကထားပြီးတော့ပြောမယ်ဒါလေးကိုရှင်းပြလိုက်လို့ရှိရင် is time ကလွယ်သွားတယ်နော်ကဲအဲ့တော့ကျွန်တော် I'm better အကြောင်းပြောပြမယ်အဲ့တော့ကျွန်တော်ဒီမှာညှားလေးအနီလေးပြထားတာတွေ့တယ်နော်အဲ့ဒါဘာလဲဆိုတော့အတန်ထွက်စနစ်လေးကိုကျွန်တော်ပြပြချင်တာနော်အရင်ဆုံးကျွန်တော်အတန်ထွက်ဘယ်လိုထွက်ရမလဲဆိုတာပြပြမယ်သူကဒီတန်လေးကိုမြုပ်ပြီးတော့ထွက်လို့ရတယ်လို့ကျွန်တော်တို့ဒီလေးကိုထည့်ပြီးတော့ထွက်လေရတယ်ဒါပေမဲ့မြုပ်ပြီးထွက်လို့ရှင်လဲနားလေလို့နားလေအောင်ပေါ့နော်ဆိုတော့ I better အတန်လေးနည်းနည်းလေးရှည်ရလား I better နော်အဲ့လိုတန်လေးထွက်မယ် you better တန်လေးနည်းနည်းရှည်ပြီးထွက်တယ်လား you better အဲ့တော့ I မှာထွက်မယ်ဆိုဘယ်လိုတန်လေးထွက်လဲဆိုတော့ I ဆိုတဲ့အတန်လေး equal ai မျက်လုံးနော်အဲ့ဒီ I ဆိုတဲ့အတန်လေးထွက်တယ်ဒီကိုမြုပ်ပြီးတော့ထွက်မယ်ဆိုရင် I better you better we better အဲ့လိုတန်လေးထွက်မယ် okay အဲ့မဟုတ်ဘူးနော်အဲ့ဆိုပြီးတော့မှတ်ထားကြတယ်နော် okay အဲ့ဒါဆိုလို့ရှိရင်သူ့ရဲ့အဓိပ္ပာယ်မြန်မာလိုအနည်းဆက်ဆုံးအဓိပ္ပာယ်ကတင့်သည်ဆိုတဲ့အဓိပ္ပာယ်ရတယ်ဒါပေမဲ့ကျွန်တော်တို့တင့်သည်ကိုဘယ်လိုခေါ်မလဲပုံသေးမှတ်လို့တော့မရအောင်เนาะပုံသေးမမှတ်နဲ့ဘာလို့ပုံသေးမမှတ်ခိုင်းလဲဆိုတော့ကျွန်တော်တို့သူများဘာသာစကားဖြစ်တဲ့အတွက်တချို့သောအဓိပ္ပာယ်တွေအားလုံးကတင့်သည်ဆိုရင်နေရာတကာမှာလိုက်ပြန်လို့မရဘူးအဲ့တော့နောက်ွယ်ကအဓိပ္ပာယ်ကိုပြပြမယ်နောက်ွယ်ကအဓိပ္ပာယ်ကိုရင်းထဲမှာမှတ်ထားပြီးတော့မှကျွန်တော်တို့စာကြောင်းထဲမှာတွေ့တဲ့အခါမှာဒီ you better we better တွေ့တဲ့အခါမှာကျွန်တော်တို့စီလျော်လို့ပြန်လို့ရတယ်ဘာလို့ဆိုတော့နောက်ွယ်ကအဓိပ္ပာယ်ကိုသိထားတာ okay နောက်ွယ်ကအဓိပ္ပာယ်ကဘာလဲဆိုတော့ဒီအဓိပ္ပာယ်ဒီတော့တစ်ခုလုတ်တင်တယ်လို့ဆိုတဲ့အဓိပ္ပာယ်ရတယ် it is advisable to do it တစ်ခုလုတ်တင်တယ်ဆိုတဲ့အဓိပ္ပာယ်ဒါပေမဲ့လုတ်တင်တယ်ဆိုတဲ့နေရာမှာမလုတ်ရင်ဘာဖြစ်နိုင်လဲဆိုတာရှိတယ်ရိုးပေါ့နော်လုတ်တင်တယ်လို့ပြောတာမဟုတ်ဘူးရိုး should နဲ့မတူဘူး should ကကြတော့ကျွန်တော်တို့ဒီမှာပေါ့နော်လုတ်တင်တယ်ရေဝီယာပြောတာမျိုးလည်းရှိတယ်နောက်တခြားသောအကြောင်းအရာတွေသုံးတာလည်းရှိတယ်ဒါပေမဲ့ဒီရဲ့တင်တဲ့အဓိပ္ပာယ်ကကြတော့လုတ်တင်တယ်နော်မလုတ်လို့ရှိရင် danger အနေရှိတယ်သို့မဟုတ် problem ပေါ့နော်ဒုက္ခရောက်လိမ့်မယ်ပြဿနာတက်လိမ့်မယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပါတယ်အဲ့ပြန်ပြောမယ်နော်တင့်သည်ရှုနဲ့မတူတာကသူသည်ဒါကိုမလုပ်လို့ရှိရင်တခုအနေရကြောက်ရောက်နိုင်တယ်သို့မဟုတ်တခုဒုက္ခတွေ့နိုင်တယ်ပေါ့နော်ဆိုတော့အဲ့ဒီအဓိပ္ပာယ်လေးကိုရင်ထဲမှာမှတ်ပြီးတော့ကျွန်တော်တို့ဒီစာကြောင်းလေးကိုဖတ်ကြည့်မယ် we'd better stop for petrol soon the tank is almost empty ဘာပြောချင်တာလဲငါတို့စီဖြည့်ဖို့တိတ်မကြခင်ရက်တင်ပြီเนาะရက်တင်တယ်ဘာလို့လဲဆိုတော့စီတိုင်ကြီးကခန်းတလောက်သူမဟုတ်ကုန်တလောက်ဖြစ်နေပြီအဲ့တော့ကျွန်တော်တို့မရမှာဖြစ်မယ်စီကုန်ပြီလမ်းမှာဒုက္ခရောက်တော့မယ်အဲ့လိုချင်းလေးမျိုးပြောတာโอเคเนาะနောက်တစ်ခုကဒီမှာ I'd better ဆိုတာဒီဘာကိုပြောရလဲ I had better had ဟောသူရဲ့အရှိရ hadအဲ့တော့ HAD ဟာဆိုတာဘယ်သူမဟုတ်ဘူးလား past tense မဟုတ်ဘူးလားမေးစရာရှိတယ်ဟုတ်ပါတယ်ဒါပေမဲ့ HAD နဲ့ရေးထားပေမဲ့သူဒီအတိတ်မဟုတ်ဘူးလက်ရှိကာလ present တို့မဟုတ်အနာဂတ်ကာလ future ကိုပြောတာဖြစ်တယ်နော် okay နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒါကိုအငင်းလုပ်မယ်ဆိုတော့အငင်းလုပ်ရင်လည်းမခက်ဘူးကျွန်တော်တို့ not လေးတန်းတက်လိုက်ရုံပဲနော် you don't look very well မင်းကြည့်ရတာနေကောင်းပုံမရဘူး you'd better not go out tonightမိတညအပြင်မထွက်တာကောင်းမယ်အပြင်မထွက်တင်ဘူးရောက်လားမသိဘူးเนาะကျွန်တော် not လေးတက်လိုက်ရုံပဲ okay ဆိုတော့ဒီသင်ခန်းစာလေးကိုရမယ်ဆိုလို့ရှိရင်ကျွန်တော် is time အကြောင်းလေးကိုပြောမယ် is time ဆိုတာလွယ်တယ်အချိန်တန်ပြီးအချိန်ကြာပြီးဆိုတဲ့အဓိပ္ပာယ်မျိုးเนาะအဲ့ဒီအဓိပ္ပာယ်မြန်မာလိုဓာတ်ရိုက်ပြန်လို့ရတယ်ဒါပေမဲ့တစ်ခုပဲမှတ်စရာရှိတယ်ဘာလဲဆိုတော့ is time ကျွန်တော်တို့နောက်က subject ဘက်နဲ့လိုက်ပြီးတော့ရေးမယ်ဆိုလို့ရှိရင်အဲ့ဒီနောက်က subject verb ဒီ past tense ဖြစ်ရမယ်အဲ့ဒီ verb က past verb 2ဖြစ်ရမယ်အဲ့တော့ကျွန်တော်တို့ verb 2နဲ့ရေးထားပြင်မဲ့သူဒီလေအတိတ်ကိုပြောတာမဟုတ်ဘူးအခုသွားဖို့အချိန်တန်ပြီးအခုလုပ်ဖို့အချိန်တန်ပြီးအဲ့လိုမျိုးပြောချင်တာဖြစ်တဲ့အတွက်သူရဲ့ pattern လေးကိုမဖြစ်မနေမှတ်ထားသင့်ပါတယ်အဲ့တော့သင်ခန်းစာလေးကိုစောက်ထဲမှာလည်းတွားကြည့်ပါပြီးလို့ရှိရင်ဘေးကလေ့ကျင့်ခန်းကိုလည်းလုပ်ကြည့်ပါပေါ့နော်ဆိုတော့ကိုယ့်အတွက် level ထင်လို့ရှိရင်တော့လေ့ကျင့်ခန်းကိုမျက်လုံးနဲ့ပဲဒါပေမဲ့ကြည့်ပြီးတော့အဖြေကိုရွတ်ကြည့်ပေါ့နော်တကယ်လို့ကိုယ့်အတွက်နည်းနည်း challenging ဖြစ်တယ်ဆိုလို့ရှိရင်တော့စောက်ထဲမှာခြိုက်ရေးပါစောက်မနှမျောနဲ့စောက်ကတော့ကျွန်တော်တို့ဒီစောက်အုပ်ဆိုတာဒီ textbook ထဲမှာပဲကျွန်တော်တို့ခြိုက်ရေးလို့ရတယ်ပေါ့နော်အဖြေကတော့ထုံးစံတိုင်းအနောက်မှာပါတယ်မရှင်းတာလေးတွေသိကျင်တာလေးတွေရှိတယ်ဆိုလို့ရှိရင်လည်းဒီဗီဒီယိုလေးအောက်မှာ comment ရေးလို့ရပါတယ်နောက်ဆုံးတစ်ခုကျွန်တော်ပြပြချင်တယ်ဟိုရက်ကကျွန်တော်ရဲ့ဗီဒီယိုတွေသုံးပြီးတော့ပေါ့နော်
Telegram channel မှာ channel ထောင်ပြီးတော့ပေါ့နော်တင်တန်းတွေဖွင့်နေတယ်ငွေတွေယူနေတယ်ဗီဒီယိုတွေတိဖြတ်ခိုင်းပြီးတော့ပတ်စံမရှင်းတာပေါ့နော်မရှင်းလောက်တာတွေရှိတယ်ပေါ့လေဆိုတော့အဲ့အတွက်ကျွန်တော်စိတ်မကောင်းဘူးအဲ့တော့တစ်ခုပေါ့နော်ငွေကြေးဆိုင်ရာပဲဖြစ်ဖြစ်အကြံဉာဏ်ပဲဖြစ်ပေါ့နော်လို့ရှိရင်ကျွန်တော်ပြောပါကျွန်တော်အကြံတွေအများကြီးပေးနိုင်တယ်ကျွန်တော်ကကြတော့ဒီဗီဒီယိုတွေလောက်ရတဲ့ရည်ရွယ်ချက်ကအခုအခက်အခဲဖြစ်နေတဲ့ကာလမှာပေါ့နော်option တွေများစွာတွေကကျွန်တော်တို့ကတစ်ခုအနေနဲ့ကျွန်တော်လုပ်ပေးတာပေါ့နော်အဲ့တော့ကျွန်တော်ကဒီသင်ခန်းစာဗီဒီယိုတွေကိုအခမဲ့တင်ပေးနေတာကအဲ့လိုမျိုးပေါ့တင်နန်းတက်မယ်ဆိုရင်ပတ်စံရှင်းထောင်မှပေါ့နော်အချိန်အဓိကအဆင်မပြေဘူးဘာလို့ဆိုတော့တချို့လူတွေဆိုလို့ရှိရင်တခြားနိုင်ငံတွေရောက်နေတာလည်းရှိကောင်းရှိနိုင်တယ်ဒါမှမဟုတ်လို့ရှိရင်လည်းအင်တာနက်ကိုအလွယ်တကူမရတာလည်းရှိနိုင်တယ်အင်တာနက်ရမှကြည့်ရတာမျိုးလည်းရှိနိုင်တယ်ပေါ့နော်ဆိုတော့အဲ့လိုတင်နန်းကိုပုံမှန်မတက်နိုင်တဲ့လူတွေအဆင်ပြေအောင်ကျွန်တော်ကအခမဲ့လုပ်ပေးနေတာဖြစ်တဲ့အတွက်ငွေကြေးကြောင့်တော့မလုပ်ကြပါနဲ့လို့ကျွန်တော်မေတ္တာရက်ခံချင်ပါတယ်အဲ့တော့နောက်ပိုင်းတွေတော့ကျွန်တော်တင်နန်းဖွင့်ဖို့ရှိပါတယ်guided learning အနေနဲ့ပေါ့နော် guided teaching ပုံစံမျိုးကျွန်တော်သွားဖို့ရှိပါတယ်အဲ့ခါကျလို့ရှိရင်လည်းကျွန်တော်ရဲ့ TikTok channel မှာရောကျွန်တော်ရဲ့ဒီ Facebook မှာရောကျွန်တော်ကြေညာပါမယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်